ကဲ Vibe Flip Season 1 Episode 2ရဲ့ရတာတွေကတော့တစ်မျိုးပြီးတစ်မျိုးအံ့ဩစရာပါပဲရှင်အခုတစ်ခါမှာတော့90ခုနှစ်ကအလွမ်းတွေကိုအကျဆုံးပုံဖော်မဲ့အချိန်ရောက်ပါပြီဟုတ်တယ်ဗျာငယ်ဘဝအမှတ်တရတချင်းလေးကိုခမိုက်မိုက် Jazz Vibe အဖြစ်အသက်သွင်းပေးမဲ့သူကတော့တန်စင်တွေကိုကိုယ်တိုင်ဖန်တီးတတ်တဲ့မေနှင်းပဲဖြစ်ပါတယ်တိခွေဟောင်းလေးတွေအကြောင်းကိုသူမရဲ့ Jazz ဟန်နဲ့ဘလောက်တောင်တီတက်လှပစွာတီဆိုသွားမလဲဆိုတာအခုပဲအေးလူခံစားကြည့်လိုက်ရအောင်ဗျာတိတ်ခွေဟောင်းလေးတွေဒီသစင်တွေနားထဲမှာဆွဲနေစေညဆိုရင်ဒီပွေကြည့်ရင်ရောင်စုံကြော်ညာချာမှာပျော်ခဲ့တယ်အင်တာနက်တွေမရှိပေမဲ့လမ်းထဲကဂိမ်းဆိုင်မှာစူညံခဲ့ဘူးတယ်စက်ကူဆုံငယ်တွေကောင်းကင်ဝဲလို့တေးရလေးလေးတွေလှုပ်ကစားဘူးတယ်ဒဏ်ရာရလဲပြုံးရတတ်တယ်အဖြစ်ကင်းတဲ့တို့ရဲ့ငယ်ဘဝတွေပြန်သွားခြင်းနဲ့90ကျော်ရဲ့ကဘာစီရိုးရှင်းတဲ့ပြုံးနဲ့အကြောင်းလန့်ကင်းတဲ့အချိန်တွေစီတယ်လီဖုန်းတွေမရှိလဲရင်ခုန်သံတွေနီးခဲ့တဲ့အမတ်တရားတွေဒီနေ့ထိရှင်သန်စေပဲသရေပင်ပြတန်းကစားလို့ညင်ခုန်ကြတယ်10 မုတ်တွေဂိုလီရိုက်တယ်နေဘူးပြီဆိုရင်ရေခဲချစ်ဆိုင်မှာစုံကြမယ်နောက်ကြပြောင်းကြရင်အချိန်တွေကုန်ဘူးတဲ့အခုတော့အရာရာပြောင်းလဲသွားပြီဒါပေမဲ့မျက်လုံးမိတ်လိုက်တိုင်း90ကျော်ကပျော်စရာတွေပြန်မြင်အောင်စေပြန်သွားခြင်းနဲ့90ကျော်ရဲ့ကဘာစီရိုးရှင်းတဲ့ပြုံးနဲ့အကြောင်းလန့်ကင်းတဲ့အချိန်တွေစီတယ်လီဖုန်းတွေမရှိလဲရင်ခုန်သံတွေနီးခဲ့တဲ့အမတ်တရားတွေဒီနေ့ထိရှင်သန်စေပဲတဲ့နှလုံးသားကိုလှုပ်ခတ်မဲ့အတန်တဲ့အကြိုက်ဆုံး vibe ကိုအခုပဲရွေးချယ်လိုက်ပါပြိုင်ပွဲဝင်တွေရဲ့အမိုက်စားတီဆိုမှုတွေကိုမလွတ်တမ်းအားပေးနိုင်ဖို့အခုပဲ subscribe နဲ့ follow လုပ်ထားဖို့မမေ့နဲ့နော်